မင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံတန်ရာရှိုံကအတည်ပြုထားတဲ့ထိုင်းနိုင်ငံတွင်မြန်မာရွှေ့ပြောင်းလုပ်သမားများအနေဖြင့်သိရှိထားတဲ့အချက်တွေကိုဒီကနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကိုထိုင်းဆိုရကအရှင်အဖြစ်ဖန်ဆီးအရေးယူလက်ရှိတဲ့အတွက်မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သမားများအနေဖြင့်တရားဝင်လမ်းကြောင်းမှာဖြစ်တဲ့ MOU စနစ်ဖြစ်စေတွင်းကျင်လုပ်သားအဖြစ်တရားဝင်ခွင့်ပြုမိတ်ဖြစ်စေထိုင်းနိုင်ငံတွင်ကိုဝင်ရောက်အလုပ်လုပ်ကိုင်ဖို့အတွက်တိုက်တွန်းထားပါတယ်။နောက်ပြီးတော့ထိုင်းဆိုရကအခါအားလို့စွာဖွင့်လှစ်ပေးတဲ့အချိန်ကာလအတွင်းရည်အလုပ်လုပ်ခွင့်လက်မှတ်ဘောပါမစ်ကိုလျှောက်ထားရယူဖို့လိုအပ်ပါတယ်။ဘောပါမစ်ရရှိပြည်သူများအနေဖြင့်ပြည်သူမျိုးဝဖြစ်ကြောင်းသက်သေခံလက်မှတ် CI ကိုလည်းသတ်မှတ်စခန်းများမှာလျှောက်ထားရယူဖို့လိုအပ်ပါတယ်။အလုပ်ကန်ကန့်သတ်မှုများရှိတာကြောင့်မိမိတို့ရဲ့ဘောပါမစ်မှာပါရှိတဲ့အလုပ်ကန်မှာပါကျန်ရှိတဲ့အလုပ်ကန်များကိုအလုပ်လုပ်ခွင့်ရှိကြောင်းကိုလည်းအတည်ပြုရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံသားများအနေဖြင့်အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်28မျိုးကိုလည်းပြောပြပေးသွားပါမယ်။အဲ့ဒါတွေကတော့တစ်တာပပူးလုပ်ငန်း၊ရေမောင်းနေခြင်းလုပ်ငန်း၊ဒေလန်တင်ရောင်းဝယ်လုပ်ငန်း၊ကျောင်းမြတ်ရတနာလုပ်ငန်း၊စပင်ညက်အလှပြင်လုပ်ငန်း၊ရက်ကန်လုပ်ငန်း၊ဖြာရက်ခြင်းသို့မဟုတ်ချင်းနှောင်းရက်ခြင်းလုပ်ငန်း၊စက်ကူဖြည့်ပြုလုပ်သောလက်မှုလုပ်ငန်း၊ရုံးနယ်ပြုလုပ်ခြင်းလုပ်ငန်း၊ထိုင်းရိုးရာဒုရိယာလုပ်ငန်း၊ပန်းယွန်းလုပ်ငန်း၊ရွှေတယ်ငွေတယ်ပဒိန်လုပ်ငန်းပန်းတမောလုပ်ငန်းထိုင်းရိုးရာအယုတ်ပြုလုပ်ခြင်းလုပ်ငန်းတပိတ်ပြုလုပ်ခြင်းလုပ်ငန်းပိုးတယ်ချီတယ်ရက်လုပ်ခြင်းလုပ်ငန်းဖျားစင်းတို့တော်ထုလုပ်ခြင်းလုပ်ငန်းစက်ကူပိတ်တူတို့ဖြင့်ပြုလုပ်သောထီးလုပ်ငန်းပွဲစားနှင့်အေဂျင့်လုပ်ငန်းထိုင်းရိုးရာအနှိမ့်လုပ်ငန်းဆက်လိလိခြင်းလုပ်ငန်းဧလန်ညွန်လုပ်ငန်းလမ်းဘေးစီရောင်းခြင်းလုပ်ငန်းစာစီစာရိုက်လုပ်ငန်းရွှေချီထိုးလုပ်ငန်းအတွင်းရမှုလုပ်ငန်းဥပဒေပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်ပါတယ်။နိုင်ငံတကာဘောတူညီချက်များအရလုပ်ကိုင်နိုင်တဲ့အလုပ်၃မျိုးကိုလည်းပြောပြပေးသွားချင်ပါတယ်။စည်ရင်းကိုင်ပညာရှင်၊အင်ဂျင်နီယာပညာရှင်၊ဘိတုကပညာရှင်လုပ်ရှင်ရှိမှသာလုပ်ကိုင်ခွင့်ရှိတဲ့ကျွမ်းကျင်အလုပ်၈မျိုးကိုလည်းပြောပြပေးချင်ပါတယ်။စိုက်ပျိုးရေးမွေးမြူရေးတစ်တော်နဲ့ငါးဖမ်းလုပ်ငန်းအုပ်စီခြင်းလက်သမားတို့မဟုတ်တခြားဆောက်လုပ်ရေးလုပ်ငန်းများအိုးလုပ်ခြင်းဓာပြုလုပ်ခြင်းဖနက်ချုပ်ခြင်းအုတ်ထုပ်ပြုလုပ်ခြင်းအထည်ချုပ်ခြင်းပပူးထုခြင်းတို့မဟုတ်မြေရပစ္စည်းလုပ်ခြင်းအမှုယူလုပ်သားများအတွက်ပြုပြုထားတော့အလုပ်နှမျိုးကတော့အထွေထွေအလုပ်သမားစံရှိအယောင်စီရေးအလုပ်ရှင်သည်ထိုင်းလူမျိုးဖြစ်ရမည်ဖြစ်ပြီးမိမိကိုယ်တိုင်ဆိုင်ဖွင့်ခွင့်မရှိပါမြန်မာနိုင်ငံသားတွေအပါအဝင်နိုင်ငံသားတွေအနေနဲ့တားမြစ်ထားတဲ့အလုပ်တွေကိုလုပ်ကိုင်နေကြောင်းဖြစ်စေတွေ့ရှိမယ်ဆိုရင်ဒဏ်ငွေအနေနဲ့ဘတ်9000ကနေဘတ်9000အထိဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။ဒါ့အပြင်အလုပ်လုပ်ကိုင်ခွင့်2နှစ်ပိတ်သိမ်းခံရမှာဖြစ်ပြီးတော့နေရက်ကိုလည်းပြန်လည်ပို့ဆောင်ခံရနိုင်ပါတယ်။အထောက်အထားမရှိတဲ့အလုပ်သမားတွေကိုခိုင်းစေတဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်းဒဏ်ငွေဘတ်1000ကနေဘတ်3သိန်းအထိချမှတ်ခံရနိုင်ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သမားများအနေနဲ့ထိုင်းနိုင်ငံရဲ့ပြည်တွင်းဥပဒေများကိုဗီဇာလိုက်နာဖို့နဲ့အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့လုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်ခြင်းမပြုဖို့တိုက်တွန်းထားသလိုထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ဥပဒေများကိုဗီဇာလိုက်နာကြဖို့ပြင်သွားတဲ့အခါတိုင်းတရားဝင်ထောက်ထားများဖြစ်တဲ့ Work Permit, CI နိုင်ငံကူးလက်မှတ်များကိုကိုယ်နဲ့ကွာအမြဲတမ်းဆောင်ထားကြဖို့ကြေ၍ကူညီလိုအပ်ပါကအလုပ်သမားတန်ရာရှိရုံကိုဆက်သွယ်ကူညီတောင်းခံနိုင်ပါတယ်